အခုမြင်နေရတဲ့ကြောက်ကလေးတစ်လုံးဟာတာမယ်ကြောက်ကဲတစ်လုံးမဟုတ်ပါဘူးဒါဟာခမားရဲ့ဘဝတစ်ခုလုံးကိုကံကောင်းခြင်းတွေပေးနိုင်တယ်လို့ခမားစီကိုငရဲကြတယ်လို့ခံစားရမယ်ကြိမ်စာစိုးတွေကိုလည်းတဲဆောင်လာပေးမဲ့ကြောက်ကဲလေးပါထိုင်းနိုင်ငံတောင်ပိုင်းရဲ့လှပတဲ့ပင်လယ်ပြင်ထဲမှာတဲတောင်ပြင်လုံးဝမရှိပဲကျွန်းကျွန်းလုံးအမဲရောင်ကြောင်မဲတွေနဲ့ဖုံးလွှမ်းနေတဲ့ထူးဆန်းတဲ့ကျွန်းကျွန်းရှိပါတယ်အဲ့ဒီကျွန်းရဲ့နာမည်ကတော့ကိုဟင်ငန်းပါဒီကျွန်းကိုကြည့်လိုက်ရင်အရန်လှပေမဲ့တကဘာလုံးကခီးသွွားတွေအကြောက်ဆုံးကြိမ်စာတစ်ခုဒီနေရာမှာရှိနေပါတယ်ဒီကြောက်ခဲကိုယူတဲ့သူဘဝပြတ်ပါစေဆိုတဲ့နမင်းကြီးရဲ့ကြိမ်စာဟာပြက်လုံးတစ်ခုမဟုတ်ပါဘူးနှစ်စဉ်နှစ်တိုင်းဒီကျွန်းကိုကဘာအနှံ့ကနေပါဆယ်ထုတ်တွေပြန်ရောက်လာလေရှိပါတယ်အဲ့ဒီပါဆယ်ထုတ်တွေထဲမှာကြောက်ခဲကိုခိုးယူမိသွားလို့ဘဝပြတ်မတတ်ကံဆိုးမှုတွေနဲ့ကြုံတွေ့ခဲ့ရသူတွေရဲ့တောင်းပန်စာတွေနဲ့အတူကြောက်ခဲတွေပဲဖြစ်ပါတယ်ဒီကြောက်ခဲတွေရဲ့နောက်ွယ်မှာဘလို့ထိတ်လန့်စရာအဖြစ်အပျက်တွေရှိနေတယ်ယူသွားတဲ့သူတွေတကယ်ပဲဘာတွေကြုံခဲ့ရတယ်ပြီးတော့ဒီကြိမ်စာကနေလွတ်အောင်ရောဘလို့လုပ်ရမလဲဒီကျွန်းရဲ့ကမ်းခြေကိုစပြီးခြေလန်းစနေလိုက်တာနဲ့ခမားတို့အရင်ဆုံးတွေ့ရမှာကတော့ရှေးဟောင်းစိုင်းပုတ်ကြီးတစ်ခုပါအဲ့ဒီမှာတွေးအေးစရာကောင်းတဲ့ကြိမ်စာစာသားကိုရေးထွင်းထားပါတယ်အတိတ်ပဲကတော့ဒီကျွန်းပေါ်ကကြောက်ခဲလေးတစ်လုံးကိုပဲဖြစ်ဖြစ်ယူဆောင်သွားတဲ့သူဟာဘဝမှာကံဆိုးမှုတွေနဲ့ကြုံပါစေအစည်းအတွေဖြစ်ပါစေပိုင်ဆိုင်မှုတွေပျက်စီးပါစေဆွေ80မျိုး80ကြိမ်စာတင့်ပါစေဆိုတဲ့ထိတ်လန့်ခြောက်ကြားစရာကြိမ်စာရေးထားတာပါဒါဟာရိုးရိုးခီးသွားတွေကိုချိတ်ချောက်နေတာတော့မဟုတ်ပါဘူးဒီကျွန်းကိုစောက်ရှောက်တဲ့တာရုတော်နမင်းကြီးကသူ့ရဲ့ယတနာတွေကိုဘယ်သူမှမခိုးယူနိုင်အောင်တားမြစ်ထားတာဖြစ်ပါတယ်တချို့ကတော့ဒါကိုပုံပြင်လို့ထင်ပြီးစမ်းသပ်ချင်ကြတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကခီးသွားတစ်ယောက်ဟာအမှတ်တရဆိုပြီးကြောက်ခဲမဲလေးနှလုံးကိုသူ့အိတ်ကတဲ့ခိုးထက်ယူသွားခဲ့တယ်သူ့နေရပြန်ရောက်တဲ့အခါမှာတော့အိမ်မက်ဆိုးတွေစတင်มาတော့တယ်ညာတိုင်းအိမ်မက်ထဲမှာအရိပ်မဲကြီးတစ်ခုကသူ့ကိုလိုက်တယ်တိုက်ခိုက်နေတာပါနောက်ပိုင်းမှာသူဟာအကြောင်းမဲ့ဖျားနာလာတယ်စီးပွားရေးတွေလည်းတလအတွင်းမှာပဲပြာကျသွားခဲ့တယ်နောက်ဆုံးမှာတော့သူဟာကြောက်လက်တကြားနဲ့အဲ့ဒီကြောက်ခဲတွေကိုပါဆယ်ထုတ်ပြီးတာရုတော်အမျိုးသားဥယျာဉ်ရုံးစီကိုတောင်းပန်စာနဲ့အတူပြန်ပို့ခဲ့ရပါတယ်ဗျအဲ့ဒီတောင်းပန်စာကတော့ကျွန်တော်ကိုခွင့်လို့ပါဒီကြောက်ခဲလေးတွေကိုကျုံးပေါ်ကြံထားပေးပါဆိုတဲ့တောင်းပန်စာဖြစ်ပါတယ်ဒီလိုဖြစ်ရမျိုးတွေဟာတခါတည်းမဟုတ်ပဲနှစ်စဉ်နှစ်တိုင်းပါဆယ်ထုတ်ပေါင်းရာနဲ့ချီပြီးပြန်ရောက်လာတာဟာဒီကြိမ်စာရဲ့အစွမ်းကိုတက်သိပြနေတာပဲဖြစ်ပါတယ်ဒါဆိုဒီကျွန်းမှာကံကောင်းအောင်ရောလုပ်လို့မရဘူးလားဆိုတဲ့မေးခွန်းပါအဖြေကတော့ရပါတယ်ဗျခမားမှာတကယ်ဖြစ်ချင်တဲ့စန္ဒတစ်ခုရှိရင်အဲ့ဒီကြောက်ခဲမဲလေးတွေကိုတရုံးပေါ်တရုံး12တုံးပြုတ်မကြအောင်စီကြည့်ပါအောင်မြင်အောင်စီနိုင်ရင်တော့ခမားရဲ့စုတောင်းပြေဝပါလိမ့်မယ်ဒါပေမဲ့တခုတော့သတိထားပါဗျာခမားအဲ့ဒီကျွန်းပေါ်ကနေပြန်ထွက်တဲ့အခါအဲ့ဒီကြောက်ခဲတွေကိုမူလနေရာမှာပြန်ထားခဲ့ရမှာပါနေရာရွေ့ထားတဲ့ကြောက်ခဲကိုတော့နမင်းကြီးကခွင့်မလို့ဘူးဆိုတာပါပဲတကယ်တော့ဒီကြိမ်စာဟာခီးသွားတွေကိုဒုက္ခပေးခြင်းလို့မဟုတ်ပဲတဘာဝတရားကပေးတဲ့အလှပတွေကိုဘယ်သူမှဖြတ်စည်းလို့မရအောင်ကာကွယ်ထားတာပဲဖြစ်ပါတယ်ကြောက်ခဲလေးတစ်လုံးဟာကျွန်းပေါ်မှာရှိနေရင်အဖိုးတန်တဲ့အလှတရားဖြစ်ပေမဲ့ခမားရဲ့အိတ်ကက်ထဲကိုရောက်သွားတဲ့အခါမှာလေးလံလွန်းတဲ့ကြိမ်စာတစ်ခုဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အမှတ်တရဆိုတာစိတ်ထဲမှာပဲသိသိပါခြေရာကလွဲလို့ဘာမှမချန်ခဲ့ပါနဲ့ပြီးတော့ဓာတ်ပုတ်ကလွဲလို့ဘာမှမယူခဲ့ပါနဲ့ဆိုတဲ့စကားအတိုင်းခမားတို့လည်းဒီကျွန်းကိုရောက်ခဲ့ရင်တတိထားကြဖို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဗျာမိတ်ဆွေတို့ရောဒီလိုထူးဆန်းပြီးကြောက်စရာကောင်းတဲ့ကြိမ်စာတွေအကြောင်းကိုယုံကြည်လားဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်ဒီလိုမျိုး
ထူးထူးခြားခြားကြုံခဲ့ရတဲ့အဖြစ်အပျက်တွေရှိလားရှိခဲ့ရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာလာရောက်မျှဝေပေးခဲ့ကြပါဦးနော်အခုလိုထိုင်းနိုင်ငံရဲ့လျှို့ဝှက်စမ်းကြတဲ့နေရာတွေနဲ့စိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားအောင်မှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးအန္တရာယ်ကင်းပြီးကံကောင်းကြပါစေဗျာ